ကျွန်တော်တို့ ads.google.com နဲ့ကျွန်တော်သွားပါတယ်အဲ့တော့သူ့ရဲ့ interface ဘာညာတက်တာကအကုန်လုံးကတော့ဒါဆိုလို့ရှိရင် YouTube ads ပေါ့နော်ဘယ်လိုသွားမှာသူ့ရဲ့ interface တွေပါညာတယ်အကုန်လုံးကတော့ကျွန်တော်တို့ Facebook နဲ့အတူတူပဲဘယ်လို target ချိန်မှာလဲပြီးရင်ကျွန်တော်တို့ဘာရေးမှာလဲစားတဲ့ဟာတွေပေါ့အတူတူပဲပြီးတော့ဘယ် target ချိန်မှာလဲဟုတ်လား interest targeting marketing ကိုစိတ်ဝင်စားတဲ့သူတွေလားဘာကိုစိတ်ဝင်စားတဲ့သူတွေလဲဥပမာ real estate ဒါကျွန်တော်အစမ်းပြတယ် real estate ကိုစိတ်ဝင်စားတဲ့သူတွေလားစားတဲ့သူတွေကျွန်တော် target ထားလို့ရတယ်YouTube ads ဘယ်လိုလုပ်ရလဲဗျအခုဆိုတော့ YouTube ads ကကျွန်တော်တို့ ads.google.com နဲ့ကျွန်တော်သွားပါတယ်yes အဲ့တော့ ads.google.com နဲ့သွားပါတယ်အဲ့တော့သူ့ရဲ့ interface ဘာညာတက်တာကအကုန်လုံးကတော့ဒါဆိုလို့ရှိရင် YouTube ads ပေါ့နော်ဘယ်လိုသွားမှာသူ့ရဲ့ interface တွေပါညာတယ်အကုန်လုံးကတော့ကျွန်တော်တို့ Facebook နဲ့အတူတူပဲဘယ်လို target ချိန်မှာလဲပြီးရင်ကျွန်တော်တို့ဘာရေးမှာလဲစားတဲ့ဟာတွေပေါ့အတူတူပဲပြီးတော့ဘယ် target ချိန်မှာလဲဟုတ်လား interest targeting marketing ကိုစိတ်ဝင်စားတဲ့သူတွေလားဘာကိုစိတ်ဝင်စားတဲ့သူတွေလဲဥပမာ real estate ဒါကျွန်တော်အစမ်းပြတယ် real estate ကိုစိတ်ဝင်စားတဲ့သူတွေလားစားတဲ့သူတွေကျွန်တော် target ထားလို့ရတယ်ပြီးရင်ကျွန်တော် budget ဘယ်လောက်သုံးပါလဲဘယ်နေ့နောက်ဆုံးထားပြီးသုံးပါလဲပြီးလို့ရှိရင်ဒါတွေအကုန်လုံးကြည့်ရတယ်ပြီးရင် billing ပြီးလို့ရှိရင်ကိုယ့်ရဲ့ကတ်ထည့်လိုက်ရဆိုလို့ရှိရင်ပြီးသွားပြီအဲ့တော့ဘာမှမကပ်ဘူးအဲ့တော့ကျွန်တော်တို့ Google ads.google.com ထဲမှာဝင်ပြီးတော့စမ်းကြည့်ပါနော်ကျွန်တော် link ချပေးရပါတယ်